ကျောင်းရောက်လာတော့ဆရာဆရာမများကျောင်းသားကျောင်းသူတွေလားဒီမှာများတဲ့အဲ့တော့ကျွန်တော်အားလုံးပြောလို့ရတယ်ဆိုဗျာကျွန်တော်က KFM ကကိုစပယ်ဖြစ်ပါတယ်ကျွန်တော်တို့ KFM National Education Center ဟာလေးနှစ်ကျော်တန်းတာပေးပထမချိန်ပရိခန်းကနေစပြုပြီးတော့ဒီနေ့မှာဆိုတော့ပထမချိန်ကဒီလိုမှအရင်ကကန်တော့ကျင်းပနေတယ်လို့ပါတယ်အခုလိုအထချိန်ရောက်ဒီလိုမှအရင်ကကန်တော့ရှမ်းစီရှမ်းကလည်းခန္ဓာနာချင်းပေါက်ပြည့်နိုင်တဲ့အထူးပဲဝမ်းမြောက်နေတာနိုင်ငံသားစစ်ကြီးဒီလိုမှပိုင်ဆိုင်တဲ့အကြောင်းအရာတွေထပ်ပြီးတော့အများကြီးလုပ်ပေးနိုင်တဲ့အတွက်ပဲကိစ္စတွေမှာထူးပဲပေါ်ရမိပါတယ်ဒီကြားပေးခဲ့ကြတဲ့ကိစ္စတွေမှာတင်သားဆရာဆရာမများနဲ့စူးစမ်းလုပ်ပေးခဲ့ကြတဲ့ဝန်ထမ်းများအားလုံးကိုလည်းပြန်ပြီးတော့ပြောကြားပါတယ်ဒီနေ့နိုင်ငံသားစစ်ကြီးဒီလိုမှလက်ခံရတဲ့ကြားနဲ့ကျောင်းသားများနဲ့ထပ်ပြီးကျောင်းသားမိမများနဲ့လည်းထပ်တူထပ်နဲ့ဝင်ပြပါတော့ပြောကြားတော့ပါတယ်ဒီလိုတာမီများရဲ့အနာဂတ်လာပါစေလို့ကိဗမီတို့ရုံကြီးတက်ပြပေးကြတဲ့အတွက်အနန္တိကြတဲ့အတွက်မိဘများသူနဲ့ချစ်စစ်တွေဆောင်ပြောကြားတော့ပါတယ်လက်ရှိချိန်မှာဆိုရင်ကျွန်တော်ကိဗမီရဲ့လက်တွဲကကြီးပြီးရတဲ့ပြီးတော့နိုင်ငံရဲ့ကိုဒီမှာဆက်လက်တက်ရောက်နေကြတဲ့ကျောင်းသားကျောင်းသူတွေဟာရာနဲ့ချီရှိခဲ့ပါတယ်ဆိုလာရှင်းတဲ့အဲ့လိုတက်ရောက်နေကြသူတွေပဲအများကြီးရှိနေပါပြီအဲ့ဒါကြောင့်သူကြီးဒီလက်မရရှိပြီးရဲ့ဘာလို့ပြီးတော့လဲဒီလိုရဲ့နိုင်ရေးလမ်းကိုပြီးဆုံးအောင်အမြန်ဆုံး86လမ်းကောင်းဖို့လည်းလုပ်ပါလေလိုအပ်တဲ့လူကြီးများပြည်လိုလာတဲ့ကိစ္စမျိုးတွေလာပြီးဒီမှာငန်းနေပဲဖြစ်ဖြစ်ဒီပါလာတဲ့ဒီမျိုးမျိုးတွေဆွေးနွေးတိုင်းနဲ့ဆက်ပါလို့ဒီဝေးပါတယ်ကျွန်တော်ဒီပြည်ပြည်ကနိုင်ငံကစံချိန်စံနှုန်းတွေနဲ့လိုက်ပြီးအစားရရနောက်ကျကြံနေစေတဲ့လိုအပ်ချက်တွေနဲ့အများကြီးတောင်းနေပြီးတဲ့ education center ကိုဖြစ်ပါတယ်။ကျောင်းသားလူငယ်တွေဝတ်စုံထုချွန်စေဖို့အားသာဝရတွေလေးနဲ့ထားပြီးလေးနဲ့စီမံဆောင်ရွက်ပေးနေတာရှိပါတယ်။ခုဆိုကျွန်တော်တို့ KFM နဲ့မန္တလေးအကျိုးမှာဆောင်ရွက်နေတယ်။ KFM နားလေး KFM နားလေးစမှု KFM တူလူတွေ KFM တောင်ကြီး KFM လက်ကြီးက KFM တာရှိတဲ့နဲ့ KFM ချိုင်းတော်အဲ့ကမ္ဘာဆိုခုနကလည်းဖြစ်ပါတော့အဲ့ဒီမှာဆိုတော့ဒီကံလေးရှင်းတာနဲ့ပြကြအောင်ဖြစ်ပါတယ်။ဝိုင်းကဆိုတော့ဆက်တာပြည့်နေနေပါပဲ။ဒီနာမည်တင်ရအောင်လည်းဆက်လက်ပြီးတော့ပြီးတော့မယ်လို့ပြောကြရပါတယ်။ တော့ဒီလိုမျိုးလည်းမန္တလေးဒီမှာခါရှိခြင်းအဲ့ဒီဒီမှာဒီလိုဆောင်နိုင်ရအောင်ဒီလိုဆိုတော့ကျွန်တော်ကဝတ်ဆင်လာလိုက်ပါတယ်။ဒါတော့မင်္ဂလာရှိတော်ပေးကြည့်ပါရှင်ဒီနေ့ကကျမတို့ KFM ညာရေးတာစုတစ်ခုလုံးရဲ့ရှစ်ကြိမ်နောက်ဝယ်ရတဲ့ဖျက်တဲ့ဖြစ်ပါတယ်ရှင်ဒီအခမ်းအနားကြီးကိုကြားရလာကြတဲ့ငုံငယ်ရှိအင်ဂျီကီပါများဆရာကြီးဆရာအကြီးများခေချာတောင်းလို့အဲ့ဒီတော့ညာတမန်တော်ညာရဲ့ဝယ်ရပါမယ်ကအဲ့ဒါကျမတို့ဒီလိုပုံတိုင်းမှာဆရာဆရာများဝိညာဉ်များအောင်လုပ်ပြရပါခြင်းကျမအားဆရာမလေးပါလက်ရှိကျမကတောင်ကြီးမြို့မှာဖွင့်ရထားတဲ့ကျမတို့ဒေသကြီးရုံးချုပ်မှာတာဝန်ထမ်းဆောင်ရဖြစ်ပါတယ်ဒီနေ့ကကျမတို့ဝေးရမောင်မများရဲ့အောင်မြင်မှုကိုအောင်မြင်ရတဲ့တွေကိုကျမတို့ဒီအမှုရတဲ့ကျလို့ဆိုတော့ခံစားမိရတဲ့အနေနဲ့ဖြစ်တယ်လို့ကျမတို့ဒီဖန်တီခိုင်းတာစုကြီးရဲ့တမိုင်းမှတ်တိုင်တစ်ခုကိုစိုက်ထူနိုင်တဲ့အနေနဲ့ဖြစ်ပါတယ်။အဲဒါကြောင့်လို့ကျမအနေနဲ့ကဒီခန်းအားဆိုတာယခုလိုအမတ်တရားစကားပြောရမှုရတဲ့အတွက်ဝမ်းသာတုံ့ပြန်ပါလိမ့်ရှင်။ကျမဒီမှာအစိုးရနဲ့ဝဲအောင်မယ်လေးကိုပြောချင်ပါတယ်။ Congratulations အားဒါတို့ဒီလိုမြို့ဒီဆက်အခုဘယ်မှာဆုံးပြောချင်တာကမြို့ဦးဝိစတာဝိလာတဲ့ဘဝဆုံးရဲ့မကြမ်းမှဒီဆက်လို့ရှိနေပြီးတော့နဲ့ချေရုပ်ကေကံကြီးရဲ့စက်ကြီးလေးနဲ့ဒီ high school ဒီဘရောလမ်းပတ်ဒီလမ်းပတ်တွေက
မင်းတို့လွယ်လွယ်ကူညတာဒီဝစ်ဆောင်ကမင်းတို့လွယ်လွယ်ကူဝစ်စင်ဝင်ရတာမဟုတ်ဘူးဆိုတာမင်းတို့ကိုယ်တိုင်သိပါတယ်။ဘာကြောင့်လဲဆိုတော့မင်းတို့ရဲ့ဒီခုအောင်မြင်မှုနားလည်မှာခံခဲ့တဲ့အိမ်ဝင်တွေကိုစံမွေးတွေမှာဖိအားတွေနဲ့ဖြည့်ဆို့နေရတာတွေဒီချိန်ကလေးအိမ်စာတွေကိုညာလုံးကစူးစမ်းနေရတာလေဒါပြင်ဒီစရောမာကျူတာမဖြစ်မယ်ဆိုရယ်စိတ်ထဲနဲ့ဆုံးဖြတ်ချက်နဲ့အတူမင်းတို့စူးစမ်းနေရတာလေဒါကြောင့်မလို့ဒီဝိဆောင်ကမင်းတို့လည်းဝိစီမိုရရဲ့ဝိဆောင်တဲ့ဟုတ်ပါလို့ရှင်နောက်တစ်ခုကဒီစရောဒီ Not your page, but we went to. ဒီပါနောက်တစ်ခုကမင်းတို့ဆက်အောင်ချင်တာကအခုဒီ graduation ကမင်းတို့ရဲ့ဒီတက်လို့အကြောင်းလာတော့ကိုစတင်ရမယ်ဒီဆွဲဖြစ်ပါလေအဲ့တော့မင်းတို့ဒီတော့လက်နဲ့ရပြီးတော့ဆိုလို့ရှိရင်မင်းတို့ဆက်ဆောင်ရမယ်ဒီလိုရဲ့ပညာရေးခီးနှမ်းကိုမင်းတို့ဆက်လက်ရှောက်ရမ်းကြရမှာပါအဲ့တော့အဲ့ဒီမှာလေမင်းတို့စိတ်ခေါင်းကအင်္ဂါလေးတွေ့ရမှာပါအခက်အခဲကြုံရမှာပါဒါကြောင့်မို့အဲ့လိုစိတ်ခေါင်းရဲ့အခက်အခဲတွေကိုရင်ဆိုင်နိုင်မှုအတွက်ဒီဆယ်ကဒီဆယ်စီကမင်းတို့သင်တန်းတက်ရနေတဲ့ကာလအတွင်းမှာမင်းတို့ကိုကြီးအောင်လုပ်တဲ့ဟုတ်ဖြစ်နေမင်းတို့ဒီရှင်းဆက်ဆောင်ရမယ့်ဘဝပတ်တာမှာမတွေ့အတော့ချမိရမယ့်skills ကိုဒီဆယ်ကမင်းတို့ကိုလေ့ကျင့်သင်ကြားပေးရဖြစ်ပါတယ်အဲ့တော့ဒီဆယ်မှာတကယ်ကဒီလိုကိစ္စတွေကမင်းတို့ကိုလေ့ကျင့်သင်ကြားပေးခဲ့တဲ့ knowledge တွေ skills ကိုမင်းတို့ရဲ့ဘဝပတ်တာမှာတောင်းပန်စွာနဲ့ပြန်လည်အသုံးချရမှာဒီကုချက်ဟိုပြီးတော့မှအောင်မှုတွေအများကြီးရအောင်ဆက်လက်ကျင်းပကြပါလိမ့်ဒီချက်မှန်ကြပါတယ်နောက်တစ်ခုတည်းကဝဲမောင်ကြီးရဲ့အင်းပါများလို့ပဲကျွန်တော်ကဘုံဒီပါနဲ့ရှင်ဘာဖြစ်လဲဆိုတော့အခုဒီမောင်ကြီးရဲ့ဒီတာရီကြီးရဲ့အခုတော့အမြင်မှုတွေကိုဒီစောက်တိုင်းနိုင်နေဆိုတော့ကကျွန်တော်ဒီပါများရဲ့ဆရာထက်တန်လူတွေတောင်းမှုတွေငပါဘူးဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကမဖြစ်နိုင်ပါဘူးရှင်ဒါကြောင့်လို့ဒီနာရီကိုအပေးပြီးတော့မိမိတို့ရဲ့တာသမီးကိုအောင်မြင်မှုတွေရရှိအောင်နောက်တော့ရနေပြီးတော့မှတည်ရမှုပံ့ပိုးခဲ့တဲ့ဒီဘေကောင်းကြီးကျွန်တော်တို့တွေ့ရမှာများရဲ့ပြီးတော့များလို့ congratulation ပါရှင်နောက်ထပ်ကျွန်တော်တို့ကဒီရလေရခုတော့ပဲသူ့ဆောင်ဆမ်းတဲ့လူတော်ကောင်းတွေကိုကျွန်တော်ရဲ့စာမုံနဲ့စာမုံတဲ့ knowledge ကို attitude ဆိုရင်ဒီ skills ကိုကျွန်တော်တို့နာမနာနဲ့အင်္ဂလိပ်များကိုလည်းဒီ skills ကိုကြားရှိအောင်ကျွန်တော်တို့တင်ကြဖို့ချသွားရင်းနဲ့လူတော်ကောင်းတွေကိုဆက်လက်လုပ်ဆောင်တော့ပါလို့နေပြီးပြောရင်းနဲ့ကျွန်တော်ရဲ့မတရားစကားကိုဆော့ပြရနေတယ်ဒီရှင်ဒီနေ့ကျွန်တော်တို့ရဲ့KFMG ရဲ့အထမအကြိမ်မြောက် graduation ceremony ကိုကြာရောက်ရှင်းပြပေးကြတယ်ဝေယကျောင်းသားကျောင်းသူတွေဖိတ်ကြားထားတဲ့ community ရှိခဲ့တယ်လို့လည်း community ကြတဲ့ကျွန်တော်တို့ရဲ့ကျောင်းသားမိဘတွေအားလုံးကိုမင်္ဂလာပါလို့ဥစ္စာကမှာပြောပြဆက်တာလိုက်ပါတယ်ကျွန်တော်ကတော့ KFMG ရဲ့အကြောင်းကိုပြောပြပါတယ်လက်ရှိမှာတော့ဒီ KFMG ချင်းမိုင်မှာကျွန်တော်တို့အခြေစိုက်ရတဲ့ KFMG ရဲ့ education provider department မှာအဓိက education advisor အနေနဲ့ကျွန်တော်ကလက်ရှိတာဝန်ခံဆောင်နေပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ဝေယမောင်ငယ်တွေနဲ့အတူဝေယမောင်ငယ်တွေကိုတစ်ခါနောက်ကနေပေါ့နော် supporting အတိအဝပေးရမယ်ဒီပါလေနဲ့ဆုံးလုံးစပိုက်မှာကျွန်တော်ကဒီရဲ့ international education pathway နဲ့ပတ်သက်တဲ့ knowledge တွေကိုအနည်းငယ် share လုပ်ပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ graduate တွေအားဆိုရင် GE graduate တွေကျွန်တော်တို့သုံးလို့ပါတယ်ကျွန်တော်ရဲ့အိမ်တွေက US ကနေကျွန်တော်တို့ officially တတ်မှတ်ထားတဲ့အထက်တန်း online တွေကိုကိုင်ဆောင်ထားကြတယ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အထက်တန်းအောင်သွားကြပြီဆိုဘာလုပ်ကြလဲဆိုတော့ကလေးတွေအားဆိုရင် higher education လို့ခေါ်တဲ့ကျွန်တော်တို့တောက်ဝေယူပညာတွေကိုအပြည့်အဝအတိအကျသင်ကြားပေးတဲ့ကတ္တလူတွေဆက်လက်ကြတယ်ပေါ့နော်အဲ့လိုကတ္တလူတွေဆက်လက်ကြရတဲ့နေရာမှာကလေးတွေနဲ့consensus ရဲ့အရာရှိတယ်ဆိုတဲ့နေရာတို့ဒီသွားကြတဲ့ကလေးတွေမှာအဓိကလမ်းကြောင်းတစ်ခုကိုရှင်းပြကြပါတယ်အခုချိန်ကကျွန်တော်ထိုင်းနိုင်ငံမှာရှိတဲ့ NITI
University ဆို private ပဲဖြစ်ဖြစ် public ပဲဖြစ်ဖြစ်ကျွန်တော်တို့ family ဒီထိပ်ပိုင်းဘာမှကနေကျောင်းဆောက်ပြီးတော့ဒီမှာဆောက်တဲ့ကိစ္စတွေဒီအစဆုံးလုပ်ပေးနေပါတယ်ကျွန်တော်တို့လည်းလမ်းတွေလေးတဲ့ local country university အမေရိကန်ရှိတဲ့ university စင်ကာပူက university နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတကယ်လည်းဆက်ချအရေးကြီးတဲ့ agency တွေနဲ့လက်တွေ့ပြီးတော့တိုက်ရိုက်ပြီးရဲ့အမှားလေးကိုကောင်းတဲ့ပုံပြည့်ရှိရဆိုတာကိုကျွန်တော်ဒီနေ့ဝယ်ပြီးမှပြောကြားလုပ်ပါတယ်ဗျာဆိုတော့ကျွန်တော်လည်းဒီsorry ကနေ့ကလာလို့တော့အခုဒီမှာလည်းဒီလိုဆုံးလိုက်ပါမယ်။ကျောင်းသားကျောင်းသူတွေအနေနဲ့ကျွန်တော်တို့ family မှာတင်ကြားလေး6လုံးကျွန်တော်တို့ပြုစုပြောင်းခဲ့တဲ့စစ်ဆောင်ခဲ့ကြတဲ့ knowledge တွေပြုစုပြောင်းခဲ့ကြတဲ့ skills တွေနဲ့နောက်ဆုံးကျွန်တော်တို့ခါရမှာတိစောက်ထားတဲ့ activity တွေကိုလုပ်ချပြီးတော့အနည်းဆုံးနေရာတွေမှာပြန်လည်နိုင်ကြပါလို့ဆန္ဒပြုနေတယ်။ကျွန်တော်ဒီမှာတော့ဒီမှာပဲဒီကိုဆက်ပါရမယ်။